လူစီပန်းချန်နေကြိုးဆိုပါတယ်လူစီခုဒီနေ့ date ကလေးနဲ့တခါတည်းပြောပေးပါမယ်ရှင်ဒါဆိုတော့ခဏခဏအမြင်ပေါ့နော်ရက်ဆွဲနဲ့မာကြလို့လေနော်ဒီနေ့ date ကလေးက20နဲ့5ရက်3လပိုင်းမှာကဲအခုရောက်နေတာကတော့အားလုံးမျိုးနေတဲ့ကတလီယာအပွင့်ကြီးမျိုးပေါ့နော်ကဲဒီမှာကြည့်လိုက်အောင်အယောင်လေးဒါလာတယ်မင်္ဂလာအယောင်လေးတွေပါရှင်နော်မင်္ဂလာအယောင်လေးတွေပါနော်အပွင့်လို့ချင်းအပွင့်နော်အပင်လိုက်လို့ချင်းအပင်လိုက်အားလေးတွေရပါမယ်လို့နော်မြင်လေးဒါဟယ်လိုပါလို့ဒီကောင်လေးကအယောင်စမ်းလေးတွေ့လားနော်လာနော်ဒီမှာဟိုဘက်မှာလည်း baby တွေလည်းပါပါတယ် baby လို့ချင်းတဲ့လူတွေက baby ဆိုလို့ရှိရင်လေအပွင့်တွေမှာအများကြီးနော်အများကြီးအဖူးတွေပေါ့အဖူးတွေအများကြီးနဲ့ရပါမယ်အပင်တွေတန်ပါတယ်အဖူးနှစ်ဖူးပေးပါသုံးဖူးပေးပါဆိုရင်တော့လူစီကတော့အဲ့ဒါတော့အမမခံပေါ့နော်သူ့ဈေးနဲ့သူ့ပါပဲဈေးတွေအပွင့်တွေကအပွင့်ဆိုအပွင့်ဈေးလိုက်ပေါ့နော်အပင်ကလည်းအပင်ဈေးလိုက်ပါပဲအပင်တွေကဒီခေါက်အရန်လာပါတယ်ဒီမှာကျုံအပင်ကြီးမှရှယ်ပဲနော်အဲ့ပေါ့နော်အဲ့လိုရန်လာပါတယ်ရှင်ကဲနောက်တစ်ခုကဒါပြီးတော့ဗာထားရောက်သေးတဲ့လူစီပြမယ်နော်ဒီမှာပါရှင်ဒီမှာပါဖန်ဒါတွေရောက်ပါတယ်ဖန်ဒါတွေဒီတစ်ခေါက်တော့လေအယောင်ကတော့အများကြီးမပါဘူးပေါ့နော်ဒီနုံကလို့7ရောင်နေပါတယ်မပါဘူး4-5ရောင်ပဲပါပါတယ်အယောင်မရွေးဘူးဆိုလို့ရှိရင်တော့ရပါမယ်အယောင်မရွေးဘူးဒီတစ်ချိန်ကိုရစီကဒီမှာဒီလိုအပင်တန်အကိတ်ကြီးတွေဒီမှာမြင်လားရှယ်လေးပင်တန်ကြီးတွေနော်အပွင့်ကတော့ဒီမှာနည်းနည်းဒီလိုပေါ့ဒီလိုလေးတွေတော့အဲ့လိုလေးဖြစ်လာတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုအနေထားလေးဖြစ်လာတယ်အဲ့ဒါကိုရစီကအပင်တန်ကြီးတွေကိုဈေးလျှော့ပြီးရောင်းပေးပါမယ်အယောင်တွေကတော့ဒါမင်္ဂလာအယောင်မှာအပွင့်လိုချင်နေဆိုရင်တော့ခုဖက်ကိုဟိုဝိမဲ့အင်ကြီးလေးတွေနဲ့ပေါ့အမြန်လေးလာတိုက်ပေးပါမျိုးစစ်စီမှာတော့ရောက်ပြီးရက်ပိုင်းဆိုလို့ရှိရင်ကုန်တက်လို့ပါနောက်ပြီးတော့ channel လာတဲ့ချိန်ကြမှာဟာဟိုကမရှိဘူးတရားမရှိဘူးဖြစ်မှာဆိုလို့ပါကဲဒီမှာလဲကြိုက်တာကိုကြည်ပါအောင်ဒီကွန်လုံးနေအစည်းနဲ့ရပါမယ်နော်နှစ်ခိုင်ပါတစည်းကိုရစီကဒီနေ့25ရက်26ရက်ဒိတ်နဲ့ရစီကနှစ်ခိုင်ပါတစည်းကို9000နှုန်းနဲ့ပေးပါမယ်9000 10စည်းယူလို့ရှိရင်တော့6000ပေါ့နော်6000နဲ့ရစီကပေးပါမယ်ရှင်မြန်လေးဒါဟယ်လိုပေးပါအရန်ဒီကိုလာပါတယ်ဒီကောင်လေးကတော့အာမဲလက်တန်ရှိတွေအခုပြီးတော့ထပ်ပြချင်တာကပန်းသက်ရှည်တွေပါအရန်လာပါတယ်ဖျားပန်းကတ်ချင်တဲ့လူတွေပြန်လဲစိုက်လို့ရတယ်ကတ်လဲကတ်လို့ရတယ်ဖျားပန်းလဲကတ်လို့ရတယ်ဒီမှာတပင်ရဲ့နေထားပြမယ်နော်အမှတပင်ရဲ့နေထားပါပန်းသက်ရှည်စိမ်းရောင်မှာပန်းသက်ရှည်စိမ်းရောင်ကတော့တပင်ကိုရစီတို့က3000မှာနော်3000မှာ10ပင်ယူရင်2000ခွဲပါရှင့်7ပင်ယူရင်2000ခွဲပါနော်မြန်လေးတာရစီကိုပြောပေးပါအများကြီးမရောက်ဘူးနော်ဒါရောက်တာနဲ့အခုပို့မှာပါအခုဒါပို့မဲ့ဟာတွေ order မှာထားတဲ့လူတွေလည်းပို့ပေးပါမယ်မကြီးလှလိုက်တာကြည့်အောင်ဒါအကြာကြီးခံတယ်နော်ဒီပန်းကိုင်းလေးကိုဖြတ်ပြီးလားဆိုရင်ဖျားပန်းကတ်လိုက်တော့အကြာကြီးဒီပန်းလေအဲ့လိုခံပါတယ်အစိမ်းရောင်ပါ7ပင်ကို2000ခွဲပါနော်ဒီမှာပါအရင်လာပါတယ်ကဲ channel မှာလည်းစိတ်ကြိုက်လာဝယ်လို့ရပါတယ် data တစ်ခွာနိုင်ငံခြားမျိုးတစ်ခွာအစုံရှိပါတယ်ဒီလိုမဟာဒေဝီတွေဆိုလို့ရှိရင်တစည်းကိုမှ3500နဲ့ရောင်းပေးပါတယ်နော်နောက်အမျိုးစုံရှိရနောက်ပြီးရှင်ခက်တာဒီပြမယ်နိုင်ငံခြားမျိုးခက်တာဒီမှာကြည့်အောင်လှလိုက်တာအဖူးတွေနဲ့နော်ဒီမှာကြည့်အပွင့်ကိုလေအကြီးလားမကြီးလားဆိုတော့ဒီမှာကြည့်လိုက်ဒါလိမ်မော်ရလှလိုက်တာကြည့်အောင်နော်တပင်ကို1000နဲ့ရောင်းတဲ့ဟာတွေပါတပင်1000 5ပဲယူလို့ရှိရင်4000ပါသူကတော့အယောင်ကတော့ဟိုပါပေါ့ပွင့်မှပဲတီးရတာပေါ့ဒီကောင်ဆိုရင်ဒါဆိုအဖြူပေါ့ဖြူကြားပါအဲ့လိုမျိုးပေါ့နော်လိမ်မောကတော့ပုံများတယ်မှာကြည့်လိုက်အောင်လှလိုက်တာကျော်အဲ့တော့အထက်မျိုးတွေပေါ့နော်အထက်မျိုးတွေပါဟိုမှာကြည့်ပါလှလိုက်တာရှင်သူကဖျားပန်းခက်ကတ်လို့ရလေဒါတွေကတော့ဇလက်တော်ခရမ်းနေပါဇလက်တော်ခရမ်းနေလဲလိုချင်ထင်းရပါတယ်ဒါကတော့စပိုက်တာအနီရောင်ပါကဲမြန်လေးလာတော့ရပါပြီရှင်ခါနေကြကုန်သားပါမယ်ရှင်အရန်တွေကိုလာပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ခြံထဲမှာဒေတာမျိုးနိုင်ငံခြားမျိုးအစုံရပါတယ်လက်လီလက်ကိုင်းစည်းနဲ့ရောင်းချပေးပါတယ်ဒါအပွင့်ကြီးနိုင်ငံခြားမျိုးပုံစံမျိုးပါအပွင့်ကြီးကြက်သွေးရောင်ပါ
ကျန်းခေါင်းလောင်းပြူလေးပွင့်နေတာခေါင်းလောင်းပြူလေးပွင့်နေရလာလိုက်တာဒါအမြင့်ဆွဲပြီးသားပေါ့ဒီ channel မှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်ဒါမှတန်တာလေးနီးတန်တာလေးနီးတွေလည်းရှားပါမျိုးလေးတွေပေါ့နော်အားလေးတွေလည်းရပါတယ်တန်တာလေးနီးတွေဆိုရှင်တကယ်ရှားပါတွေထဲမှာပါပါတယ်အခုကလေတကယ်ကိုရှားသွားတယ်တန်တာလေးနီးတွေကအားတွေကတော့ဒေါင်းမီတို့တစ်ခိုင်လုံးရွှေတို့ဒီမှာကတော့ဆလက်တော်ခရမ်းနေဒီပေါ့နော်အများကြီးပါပဲပလဲနှစ်တွေအဖူးတွေနဲ့အဆုံးရှိပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဝယ်ယူမယ်အားပေးမယ်ဆိုလို့ရှိရင် Rosie ရဲ့ဖုန်း6985016 Viber ကိုယူမဲ့ပင်လေးတွေကို screenshot ရိုက်ပြီးပြပေးပါယူမဲ့ပမာဏနေဝေးတွေဆိုလို့ရှိရင်တော့ကာကီပိုခ3000ယူပါတယ်ကျမတို့ကငွေလွဲဝင်ပြီးမှပစ္စည်းပို့ပါတယ်တန်စာခကိုပါကိုရှင်းရပါတယ်နော်နောက်တစ်ခုကကြတော့မြို့ရင်းနေဆိုလို့ရှိရင်လိပ်စာအတိအကျတွေဖုန်းနံပါတ်လေးပေးပါနောက်ပြီးတော့ page messenger မှာလည်းလာပြောလို့ရပါတယ် page messenger မှာ TikTok messenger မှာ Viber မှာလာပြောလို့ရပါတယ် channel မှာလည်းလာဝယ်လို့ရပါတယ်တောင်တကုံ59ရက်ကွယ်အုတ်တပြားလမ်းပါရှင်